ကျွန်တော်တို့မြန်မာပြည်သူတွေကြားဒီအပိုင်းဟောနေတာကတော့ ICJ ကိစ္စပဲဖြစ်ပါတယ်။ဂမ်ဘီယာနိုင်ငံကနေပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံပေါ်မှာလူမျိုးတုံးတပ်ဖြတ်တဲ့ genocide ဆိုပြီးလိမ်လည်ပြီးတော့ ICJ မှာစွဲချက်တင်ထားတဲ့ကိစ္စကိုကျွန်တော်တို့မြန်မာရှေ့နေဘက်ကမြန်မာနိုင်ငံဘက်ကပြန်လည်ပြီးတော့ခုခံထားတာဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံကိုစားပြုရှေ့နေကြီး Mr. Samblon Kopa ရဲ့ထိမိတဲ့လျှောက်လွှဲချက်တချို့ကိုကျွန်တော်ကတင်ပြပေးမှာဖြစ်ပါတယ်။လျှောက်လွှဲချက်1မှာတော့အဓိက3နေရာဖြစ်တဲ့မင်းကြီးမောင်နုချွတ်ပြင်ကျေးရွာဒီကျေးရွာတွေမှာဖြစ်တဲ့ဖြစ်စဉ်များအပေါ်ကိုဂမ်ဘီယာရဲ့ဆွဆွဲချက်များနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကအခြေလှော်တွင်အသေးစိတ်ခြေပပြီးတဲ့နောက်မှာတော့ဂမ်ဘီယာက၎င်းရဲ့ဒုတိယအကြော့စာမှာ reply မှာမူလကဆွဆွဲထားတဲ့ကျေးရွာပေါင်းရာနဲ့ချီတဲ့နေရာများအရေးအတွက်ကိုရှော့ချသွားခဲ့ပြီးတော့ယခုအခါမှာတော့73ခုကိုသာရည်ညွှန်းထားတယ်ဆိုတာဖြစ်ပါတယ်။နံပါတ်2မှာကတော့2018ခုနှစ်ဩဂုတ်လမှာရခိုင်ပြည်နယ်မြောက်ပိုင်းမှာမြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့အင်အားသုံးစွဲမှုဟာဘင်္ဂလီမဟုတ်သောအရက်သားများနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များပေါ်အာဆာနှင့်၎င်း၏ထောက်ခံသူများကပြုလုပ်ခဲ့တဲ့အကြမ်းဖက်လုပ်ရပ်များကိုတိုက်ရိုက်တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါကြောင်းနဲ့မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်အာဆာအဖွဲ့ဝင်များနှင့်ထောက်ခံသူများရှိနေသည့်နေရာများကိုသာအင်အားသုံးစွဲပြီးတော့နေရာအကန့်အသတ်ဖြင့်ခြေမုံမှုတုတ်တင်ရှင်းလင်းမှုတွေပြုလုပ်ခဲ့ပါကြောင်းနံပါတ်3အာဆာနှင့်၎င်းရဲ့အင်အားစုတွေကိုမတိုက်ခိုက်မီမြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသောထိတွေ့တိုက်ခိုက်မှုစီမင်း rules of engagement ကိုဖြန့်ဝေပေးခဲ့သည်ဟူသောအချက်မှာအငြင်းပွားဖွယ်မရှိပါဘူး။နံပါတ်4ဂမ်ဘီယာရဲ့ဆွဆွဲချက်များဟာစီစစ်ထားခြင်းမရှိသောအမည်မဖော်လိုသည့်သက်သေထွက်ဆိုချက်များနဲ့တွေ့ဆုံမေးမြန်းမှုမှတ်တမ်းများအပေါ်တွင်သာအခြေခံပြီး၎င်းတို့တွင်အာဆာအကြမ်းဖက်များရဲ့အခမ်းကဏ္ဍကိုရည်ရွယ်ချက်ရှိခြံလှပ်ကာအဖြစ်မှန်ကိုလွဲမှားစွာပုံဖော်ထားပါကြောင်းလူတဦးကထွက်ဆိုချက်အမျိုးမျိုးပေးထားသည်ကိုတွေ့ရှိရပြီးထွက်ဆိုချက်များသိသာစွာပြောင်းလဲနေခြင်းလိမ်လည်ထွက်ဆိုခဲ့သည်ဟုဝန်ခံခြင်းများကိုတွေ့ရှိရ၍ပို၍ပင်စိုးရိမ်စရာဖြစ်လာပါကြောင်းနံပါတ်5ဂမ်ဘီယာဆွဆွဲထားသောသေဆုံးသူအရေအတွက်များတွင်အကြမ်းဖက်မှု၌တက်ကြွစွာပါဝင်ခဲ့သည့်အာဆာအဖွဲ့ဝင်များနှင့်ထောက်ခံသူများအပြစ်မဲ့အရက်သားများကိုခွဲခြားပြနိုင်ခြင်းမရှိပါကြောင်းနံပါတ်6မင်းကြီးချက်ပြင်နဲ့မောင်နုရွာဖြစ်စဉ်များဟာရခိုင်ပြည်နယ်မြောက်ပိုင်းအခြားနေရာများတွင်ပြုလုပ်ခဲ့သောအကြမ်းဖက်ခြေမှုန်းမှုစစ်ဆင်ရေးများရဲ့ပုံစံမျိုးမဟုတ်ပါကြောင်းရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ပိုင်းလုံးတွင်ဤအဓိက3ခုကဲ့သို့ဖြစ်ပျက်ခဲ့သည့်တပုံစံနဲ့ပြုလုပ်သောပုံစံ patterns of conduct မရှိခဲ့ပါကြောင်းဤ3နေရာတွင်သေဆုံးသူအရေအတွက်ပိုမိုများပြားခဲ့ခြင်းမှာအာဆာ၏အပြင်းထန်ဆုံးသောအကြမ်းဖက်မှုများနှင့်မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအကြားပြင်းထန်သည့်ထိတွေ့တိုက်ပွဲများဖြစ်ခဲ့သောနေရာများဖြစ်ခြင်းကြောင့်ဖြစ်သည်ဟုသောအချက်များကိုလျစ်လျူရှုထားခဲ့ပါရယ်ဆိုတဲ့အကြောင်းကိုမြန်မာဘက်ကရှေ့နေကြီး Mr. Samblon Kopa ကနေပြီးတော့လျှောက်လွှဲချက်ပေးခဲ့တာဖြစ်ပါတယ်မြန်မာဘက်ကတော့ဒီအကြောင်းအရာတွေကိုမြေပုံစာရွက်စာတမ်းအထောက်အထားတွေနဲ့တကွပြန်လည်ခြေပထားတာဖြစ်ပါတယ်တချို့တော့ကျွန်တော်တို့မြန်မာပြည်သူတွေကတော့မြန်မာနိုင်ပြီဆိုပြီးအားရဝမ်းသာတင်နေတာတွေလည်းများစွာတွေ့ရတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်ရှာဖွေတွေ့ရှိပြီးတော့မှတ်သားထားတဲ့အရာလေးတွေကိုပြန်ပြီးတော့မျှဝေခြင်းသာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်